ရင်နွေးမှုလောင်းခံလာတာလေရှင်ငယ်ငယ်တော့လေလိုက်နန်းတာဘိုးတော်ရင်သူလိုက်လန်းထွက်ပြေးရတယ်ပကိုင်းကန်ယူထွက်ပြေးကျွေးပကိုင်းကန်ယူထွက်ပြေးရင်နွေးမှုထဲတဲ့အဖွားရဲ့လက်နဲ့တိုက်ပြီးမှရင်နွေးမှုလောင်းတာတချမ်းတော့တွေ့ရောကိုရင်တော့မမြင်ဘူးတော့လို့ကိုအဲ့လိုကိုသားကြီးဟုတ်တယ်ကိုရင်နေတော့မမြင်ဘူးတော့အေးရောတယ်လေမြင်ဦးမကြည့်လို့ရမှာလေအခုကမမြင်ဘူးတော့မနဲ့စောစောမထားတော့မမြင်ဘူးတော့စောစောထားမှမြင်ဘူးလားမဟုတ်ဘူးလေအခုကထွက်လာကြရင်လေဖုန်းကြီးเจ้าလေးမှမသွားဖြစ်တာကလားဖះเจ้าမဲသွားဖြစ်တယ်ဖုန်းကြီးเจ้าသွားဖြစ်ဒေတိမဟုတ်အခုတော့ဖုန်းကြီးเจ้าမသွားဖြစ်ဘာဥပမာဘာလို့ပေးလိုက်တာတော့ဥပမာ host လို့ပြောတယ်အင်းဒီ host ကဒီတောက်လည်းရှိအောင်မို့လားနော် host တွေအများကြီးရှိရ hi ဦးမောင်ကြီးညညလည်းဖျားမရှိကိုပဲရှိခိုးရလေဗုဒ္ဓံတန်နဲ့ကိစ္ဆာမီဓမ္မံတန်နဲ့ကိစ္ဆာမီသင်္ကန်းတန်နဲ့ကိစ္ဆာမီအဲ့ရှိခိုးရိတ်တယ်ဒီ host နာမည်ပေါ့ဒီ host တွေအများကြီးပဲတကယ်မြို့ YouTube ထဲမှာscreen မှာ share ပြပါအောင်မယ် YouTube ထဲမှာဟိုပါလေပူဇာတခြင်းနေနာဟောက်ပြီးအိတ်တာဦးမောင်ကြီးလိန်မြန်ချအောင်တော်ပြီလားလိန်မြန်လားအခုတော့ဒီဟိုပဲလူရောကလားဖျားဟိုလက်ချမီတို့ရှိပါတို့သူတို့ပဲနည်းနည်းအိုက်ဖက်သွားပုံများနေဟိုဘက်ဖျားဘက်ကိုမရောက်သေးဘူးဖျားဘက်ကဗုဒ္ဓံတန်နဲ့ပြီးနေနေချပေးရတယ်ပစိုးလည်းမရှိတော်စမ်းမနေချပေးရတယ်ပစိုးလည်းမရှိတော့ဘူးလေမေးပြီးတော့သူကပြင်ဘယ်မှာတွားချ